ဧပြီလ21ရက်နေ့မှာမြေငရေကြီးမားစွာလှုပ်ခတ်မည်ဟုTikTokအကောင့်ကနေတဆင့်မဟုတ်မမှန်သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရဧပြီလ22ရက်နေ့မှာလုံခြုံရေးတပ်ဖွဲ့ဝင်များမှမုံရွာမြို့မြောက်ရီရပ်ကွက်တိုးချိတ်ကွက်သေးရက်နေမြေ21ရွှေညောင်ပင်လမ်းမှာရှိတဲ့နေသို့တွားရောက်ရှာဖွေခဲ့ရာတရက်ခန့်John Bob Matrix အကောင့်ပိုင်ရှင် John မိုးသိအောင်ဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိတရားခံအားစီစစ်ဖော်ထုတ်ချက်အရ၎င်းဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့နောက်ပိုင်းမုံရွာမြို့ပေါ်မှာပြုလုပ်တဲ့ဆန္ဒပြပွဲများမှာအကြိမ်20ခန့်လိုက်ပါဆောင်ရွက်ခဲ့တဲ့အတွက်မုံရွာနယ်မြေရဲစခန်းမှရာဇသက်ကြီးဥပဒေပုံမှ905ကကြီးနဲ့အမှုဖွင့်အရေးယူခဲ့ပေမဲ့လည်းအသက်မပြည့်သူကလေးငယ်ဖြစ်တဲ့အတွက်မိဘအုပ်ထိန်မှုအောက်မှာကောင်းမွန်စွာနေထိုင်ရန်မုံရွာခရိုင်တရားရုံးမှအမိန့်ချမှတ်ခြင်းခံခဲ့ရသူဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်2021ခုနှစ်မေလ28ရက်နေ့မှာကော့ကရိတ်မြို့ကနေတဆင့်KNDO တရင်6တို့တွားရောက်ခဲ့ပြီးအဲ့ဒီ KNDO တရင်6မှာဖွင့်လှစ်တဲ့အကြမ်းဖက်တင်တဲ့အားတင်နန်းသား85ဦးနဲ့အတူတက်ရောက်ခဲ့ကြောင်းအဲဒီနောက်အကြမ်းဖက်အဖွဲ့အစည်းများအတွက်အွန်လိုင်းကနေတဆင့်အလူငွေများကောက်ခံထောက်ပံ့ပေးခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်2021ခုနှစ်စက်တင်ဘာလတတိယပတ်ခန့်မှာမုံရွာမြို့သို့ပြန်လည်ရောက်ရှိနေထိုင်စဉ်အောက်တိုဘာလ30ရက်နေ့မှာလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်းအဲဒီနောက်နိုဝင်ဘာလ14ရက်နေ့မှာမုံရွာမြို့အမတ်တရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှ90ညမြင်းဆောင်52ကာကြီးတို့နဲ့အမှုဖွင့်လှစ်ခဲ့ပြီးမုံရွာခရိုင်တရားရုံးမှ2022ခုနှစ်အောက်တိုဘာလမှာထောင်ဒဏ်2နှစ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက်မန္တလေးမြို့မှာရှိတဲ့လူငယ်ထိန်းသိမ်းရေးတင်နန်းကျောင်းမှာထိန်းသိမ်းဆောင်ရှောက်ခြင်းခံခဲ့ရက2023ခုနှစ်ဇွန်လမှာပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရပါတယ်။ဂျွန်မိုးတဲ့အနေနဲ့ထောင်မှလွန်မြောက်ပြီးနောက်ဘေးရင်လက္ခဏာပညာရပ်အားအသုံးချ၍ပြည်သူလူထုထင်အောင်ထင်မှာဖြစ်စေရန်ရည်ရွယ်ချက်နဲ့2024ခုနှစ်ဖေဖော်ဝါရီလမှာဂျွန်မိုး5.t အမည်နဲ့ TikTok အကောင့်ဖွင့်လှစ်ပြီးအကြမ်းဖက်အဖွဲ့အစည်းများနဲ့ပတ်သက်တဲ့ post များအား၎င်းမြေငယ်နဲ့ပတ်သက်တဲ့ post များအား၎င်းအများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍မဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်းစီစစ်တွေ့ရှိခဲ့ရတဲ့အတွက်၎င်းအားဥပဒေအရထိထိရောက်ရောက်အရေးယူသွားမှာဖြစ်ပြီးနောက်အလားတူမဟုတ်မမှန်သတင်းအမှားများရေးသားဖြန့်ဝေတဲ့သူများကိုလည်းစီစစ်ဖော်ထုတ်၍ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းမိဘပြည်သူများအနေနဲ့လည်းတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်၍သတင်းအတူသတင်းအမှားများကိုမတမာတဲ့သူများမှဖြန့်ဝေရေးသားဖော်ပြလျက်ရှိတဲ့အတွက်ယုံကြည်မှုမရှိစေရန်နဲ့တဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့သတင်းများအားသက်ဆိုင်ရာမိုးလေဝသနဲ့ဇလာဘေးညွှန်ကြားမှုဦးစီးဌာနမှအချိန်နဲ့တပြေးညီတိကျစွာထုတ်ပြန်ပေးလျက်ရှိကြောင်းအသိပေးသတင်းထုတ်ပြန်ထားပါတယ်ရှင်။